ဘာမှရှိရတဲ့မှာရမှာတဘာဝရဲ့အားဝယ်ပြနေလို့အထင်ရှားတဲ့ပတ်သက်ပြီးနေတဲ့မှာတမျိုးကတော့လိပ်ပြဖြစ်ပါတယ်။တဘာဝရဲ့အကြောင်းတွေအရာတွေစော်မှုတွေနဲ့လူတိုင်းစိတ်ဝင်စားမှုကိုသူတို့မြင်လိပ်ပြရဲ့မိုဘိုင်းလာချိန်တွေကဒီလိုပတ်နေရဟုတ်ပါဘူး။သူတို့ကအစစ်စိတ်ကြောင့်ဖြစ်တဲ့ပြီးမှအရွယ်လေးကတော့ဖြစ်လာကြတာဖြစ်ပါတယ်။ဒီလိုအားဝယ်ပြမှုဖြစ်စဉ်လိပ်ပြရဲ့ဘဝဆော်လို့ဖြစ်ပါတယ်။ဒီဗီဒီယိုရဲ့မှာလိပ်ပြတဲ့ကောင်ရဲ့ဘဝအစားပါလေ။ဒီရောက်တဲ့အဒီဖက်တဲ့ရတဲ့အစစ်စစ်ဖြစ်စဉ်တွေကိုလေ့လာသွားမှာဖြစ်ပါတယ်။ဒါကလောကရဲ့မှာအလားပါဆောင်တဲ့လူရဲ့စိတ်ဝင်စားမှုကိုအမြဲတမ်းနေတဲ့ကောင်ရဲ့မှာလိပ်ပြရဲ့တမျိုးအပါဝင်ဖြစ်ပါတယ်။လိပ်ပြတွေကအရာအသေးဆောင်တွေနဲ့အတောင်ပံတွေနဲ့ပန်းပင်တွေချာပြန်တန်းနေကြပြီးအရှုပ်တူတိုင်းကိုအားစေပါတယ်။လိပ်ပြတစ်ခါမှာအဆောက်အဦလှပတဲ့အတောင်ပံတွေနဲ့မျိုးဖလာတာဟုတ်ပါဘူး။လိပ်ပြကဘဝတစ်ချောင်းအစစ်စစ်ပြောင်းလဲပြီးမှအရွယ်လိပ်ပြတစ်ခါဖြစ်လာတာဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုကိုဘဝဆံဝင်လို့ခေါ်ပါတယ်။ပြရဲ့ဘဝဆံဝင်မှာအဓိကအားဖြင့်အဆင့်၄ဆင့်ရှိပါတယ်။အဲ့ဒီအဆင့်တွေကတော့ဥအဆင့်၊ပိုးလောင်အဆင့်၊ပိုးတုံးလုံးအဆင့်နဲ့အရွယ်ရောက်လိပ်ပြအဆင့်တို့ဖြစ်ပါတယ်။အဆင့်ဖြစ်တဲ့ဥအဆင့်မှာအရွယ်ရောက်လိပ်ပြမာတွေကမျိုးဆက်အသစ်အတွက်တင့်တော်တဲ့အပင်တွေကိုရွေးချယ်ပြီးအရွက်ပေါ်မှာဥလေးတွေဥချပါတယ်။လိပ်ပြတစ်မျိုးချင်းစီကဥချရဲ့အပင်အမျိုးအစားလည်းမတူညီကြပါဘူး။ဒီဥလေးတွေဟာအလွန်သေးငယ်ပြီးမှအတွင်းမှာတော့နောက်ပိုင်းလိပ်ပြတစ်ကောင်ဖြစ်လာပြီးအသက်အစပြုနေပါတယ်။အချိန်နည်းငယ်ကြတဲ့အခါဥလေးကနေပိုးရောင်လေးတွေပေါ်ထွက်လာပါတယ်။ဒီကအဆင့်ကတော့ပိုးရောင်အဆင့်ဖြစ်ပါတယ်။ဥလေးကနေထွက်လာတဲ့ပိုးရောင်လေးတွေကိုလူအများခိုးကားလို့လည်းခေါ်ကြပါတယ်။ငါပိုးရောင်တွေကအဓိကအားဖြင့်အပင်အရွက်ကိုစားသုံးပြီးအလင်းအမြန်ကြီးထွားလာကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကအရွယ်စားကြည့်တာနဲ့အများအရေးပြားဟောင်းကိုခွာပြီးအသစ်ပြန်လဲဖြစ်ပေါ်စေပါတယ်။ဒီလိုအရေးပြားလဲခြင်းကိုအချိန်များစွာပြုလုပ်ပြီးအရွယ်စားပုံမှုပိုကြီးလာကြပါတယ်။တင်ငါးလေးပြဘဝမှာအစားအစာအများဆုံးစားသုံးတဲ့အချိန်လေးဖြစ်ပါတယ်။ဒီအချိန်မှာစုဆောင်ထားတဲ့အာဟာရတွေကနောက်တစ်ဆင့်ဖြစ်တဲ့ပိုးတုံးလုံးအဆင့်နဲ့အရွယ်ရောက်လိပ်ပြဖြစ်လာဖို့အရေးကြီးပါတယ်။တတိယအဆင့်ကတော့ပိုးတုံးလုံးအဆင့်ဖြစ်ပါတယ်။ပိုးတော့မှာအရွယ်ရောက်လာတဲ့အခါရုံလုံးချုံတဲ့နေရာတစ်ခုကိုရွေးချယ်ပြီးကိုယ်ပြောင်းလဲဖို့ပြင်ဆင်ပါတယ်။ထို့နောက်ကိုယ့်ကိုအဖုံတစ်ခုလိုဖုံးအုပ်ထားပြီးပိုးတုံးလုံးအဖြစ်ပြောင်းလဲသွားပါတယ်။အပြင်ကအနေနဲ့လှုပ်ရှားမှုနေပေမဲ့အတွင်းပိုင်းမှာအားပဲပြောင်းလဲမှုကြီးဖြစ်ပေါ်နေပါတယ်။ပိုးရောင်ရဲ့ခန္ဓာကိုယ်ပုံစံကတဖြည်းဖြည်းပြောင်းလဲလာပြီးအတောင်နဲ့ခြေထောက်နဲ့အရွယ်ရောက်လိပ်ပြတစ်ခါနဲ့အစိတ်ပိုင်းလေးဖွဲ့စည်းထားပါတယ်။ဒီကတော့အရွယ်ရောက်လိပ်ပြအဆင့်ဖြစ်ပါတယ်။ပြောင်းလဲမှုတွေပြီးဆုံးသွားတဲ့အခါပိုးတုံးလုံးကနေနောက်ပိုင်းအတောင်နဲ့လိပ်ပြတစ်ခါပေါ်ထွက်လာတယ်။အတောင်ပံတွေကမြင့်မြတ်ပြီးဆွဆွနေသေးတာကြောင့်အချိန်အနည်းငယ်စောင့်ပြီးမှပြန်တန်းနိုင်ပါတယ်